မပြေကြောလိုက်ရပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်တို့လူခဏမှနဲ့ခေါင်းရပြီးလွတ်ဆက်သွားတာကဟုတ်ဆက်တော့လားဗျာဟုတ်ပါဘောဟုတ်ကဲ့ဟာကျွန်တော်တို့လည်းတို့ရဲ့နာမည်လေးကိုနော်ဒါလွတ်ခွန်းဆက်သက်တာပေးရမှာဖြစ်ပါတယ်အဲ့ရောဒီကပြည်သူများနဲ့အများသူကအတူရှင်ကြော်စေဖို့လူရှင်တော်ပြည့်ဝင်လာတယ်ကျွန်တော်ပြောနေသေးခဲ့ငါနာမည်ကပေါ်လေးဟဲ့ဟာဒီမှာတာကျွန်တော်တော့ဆွဲတော့လို့ပေါ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ရောင်နေကြီးရွာရဲ့ကျဲတဲ့ခွေဆိုလည်းမမပါဘူးဆရာရဲ့သားတစ်ဖက်ဆိုလည်းမမပါဘူးအင်္ဂါကျော်လေးစွန့်ချစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကြီးရွာမှာအခုလိုတိုက်မြန်စီစီကပြည့်မြောက်အောင်ကုညီစောင့်ရှောက်တဲ့အထူးကျေးဇူးတရားမှာတော့ဆရာပါပဲဆရာကိုပေါ်ပါပဲဒီเจ้าကပန်းဒီကိုရမောင်းနေတဲ့ဆရာကိုပြောတယ်အခုကတော့ဆရာကိုပြုတ်ပေါ်ပြီးဒါကြောင့်မလို့ဒီเจ้าမှာရှိတဲ့ဆရာကြီးဆရာမကြီးအထူးပဲကျေးဇူးတင်ပါတယ်နောက်ကျေးဇူးတင်တဲ့သူရှိသေးတယ်သူလုံးเนี่ยကျွန်တော်တို့ကြီးရွာရောမီရောဖားနဲ့ဆိုင်ဝေမှုယာယီမှုတော့ကျွန်တော်ညီမလေးတွေအခုလိုစီရောမီကြီးရွာနေပြီးတော့မှပေါင်းစုလို့တာလေကျွန်တော်တို့ကြီးရွာလေးအခုလိုစီစီကတိုက်ဝမ်းဖြစ်တာမဟုတ်ဘူးလားဟုတ်ပါတော့စီလုံးကြီးဒီအင်အားဆိုတဲ့အတိုင်းပဲမြောက်သူကပေါင်းစုအကြောင်းပြုပြီးမှဒီလိုပွဲမျိုးဖြစ်ပေါ်လာတာဖြစ်ပါမယ်ပေါ့တယောက်ပေါင်းလို့မရပါဘူးအများပေါင်းလို့တာလေကောင်းတာဖြစ်ပါတယ်ရန်ကုန်ကသူကတော့မိထီလာဘက်ကကျွန်တော်ရန်ကုန်ကတယောက်နဲ့တယောက်ကအစိုးရမှာတောင်းရှိတယ်အဲ့လိုလေးနားလည်ပြီပေါ့နော်တောက်မပြောနဲ့လို့ဒီလိုနေဟောကဲမင်းသားလေးကျွန်တော်တို့အပြောလေးတွေရှော့အလုပ်လေးတွေနဲ့ပဲပြပြအောင်ပေါ်ရေးဒီရောင်လူကြီးတော်ရဲ့ဒါကျဲဝဲလေးတစ်ခွက်လို့တောက်ပေါမယ်ကျွန်တော်တို့အမတော်ရဲ့ရောင်လူကျောင်းပါလေပညာသင်ကြားရရှိတယ်ကျွန်တော်ရဲ့တားသမီးလေးမောစချစ်သူကိုဒါဖိတ်ခေါ်လိုက်ရအောင်ဗျာကဲမင်းသားရဲ့ရှိတော်တဲ့ကြောက်ကရွာသားရဲ့